ဒီနေ့မှဆိုရင်တော့ကျွန်တော်တွေတီးတလူလူနဲ့မတီးတာတွေရှိတယ်ပေါ့နော်မမဆောင်လိုမျိုးပေါ့တီးတလူလူနဲ့ကျွန်တော်မတီးတဲ့အရာတွေရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တနေကုန်ကျွန်တော်အလုတ်တွေအများကြီးလုပ်ပြင်မဲ့အလုတ်ရေသွေးမကောင်းတာတို့အလုတ်ရဲ့အလုတ်ပေါ်မှာကိုယ်စိတ်တိုင်းမကြတာတို့ပေါ့နော်ဒီလိုမျိုးတွေကြုံတွေ့ရတဲ့သူတွေရှိလားခင်ဗျနော်ထိရှိလို့ရှိရင်ဒီနေ့ကျွန်တော်နေလန်းလေးပေးမယ်နော်အဲ့တော့ကတော့ကျွန်တော်ကိုယ်တိုင်လည်းဒါကြုံတွေ့ခဲ့ရတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့ကျွန်တော်မနက်စောမနက်ပိုင်းမှာကျွန်တော်ထားတဲ့အချိန်မှာကျွန်တော်ကျင်အောင်ပဲအချိန်လောက်ထားလဲဆိုလို့ရှိရင်10နာရီ17နာရီအဲ့လောက်ကြာမှကျွန်တော်အိပ်ရနိုးတယ်အဲ့လောက်ကြာမှကျွန်တော်အိပ်ရထားတော့အဲ့လောက်ကြာမှထားတော့ကျွန်တော်ခေါင်းကကြီးလေးလေးမရှိဘူးပြီးလို့ရှိရင်တနေ့ကုန်အလုံးလုံးရတဲ့အခါမှာအလုတ်ထဲမှာစိတ်မရောက်ဘူးစိတ်ကဟိုရောက်ဒီရောက်ပြီးလို့ရှိရင်လည်းတနေ့ကုန်လုံးမှာကိုဘာတွေလှုပ်ခဲ့လဲဆိုတာကိုပြန်တွေးကြည့်တဲ့အခါမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အလုတ်ရဲ့အရေးသွေးရအရန်ကိုမှဘယ်လိုပြောမလဲတန်ဖိုးမရှိဘူးပေါ့နော်တန်ဖိုးမရှိပြီးလို့ရှိရင်တိတ်ချာမဖြစ်နေဘူးနော်တိတ်ချာမဖြစ်နေရေသွေးမကောင်းတဲ့အလုပ်မျိုးတွေကျွန်တော်ရရှိလာတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မှဆိုလို့ရှိရင်ကျွန်တော်မျှဝေပေးမယ်ဒီအချက်3ချက်ရှိတယ်20နော်အဲ့ဒီနီးစနစ်3ခုကိုကျွန်တော်ဒီနေ့မျှဝေပေးမှာအဲ့ရနိုးတဲ့အချိန်ပေါ့နော်အဲ့ရနိုးတဲ့အချိန်ကနေစပြီးတော့ကျွန်တော်တဏှာကြီးအချိန်ပေးပြီးတော့ဒီအချက်3ချက်ကိုကျွန်တော်လောက်သွားရမှာဖြစ်တယ်ဒါဆိုလို့ရှိရင်တော့တနေ့ကိုကိုယ့်ရဲ့အလုပ်တွေကစွမ်းဆောင်ရည်ကောင်းတဲ့အလုပ်တွေဖြစ်လိမ့်မယ်ပြီးလို့ရှိရင်တနေ့ကုန်စိတ်ကြည်လင်လန်းဆန်းနဲ့တက်ကြွနဲ့ကျွန်တော်အလုပ်တွေကိုအရင်ကထပ်ပို့ပြီးတော့များပြီးလာအောင်ကျွန်တော်စွမ်းဆောင်လာနိုင်မှာဖြစ်တယ်အဲ့တော့ဒီချက်3ချက်ကိုကျွန်တော်မျှဝေပေးခြင်းတယ်နံပါတ်1ချက်အနေနဲ့ကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်မိနစ်20နော်မိနစ်20ကျွန်တော်လေ့ကျင့်ခန်းလုပ်ရမှာဖြစ်တယ်နော်လေ့ကျင့်ခန်းလုပ်ရမယ်အဲ့ဒါကျွန်တော်မနက်မိုးလင်းလာပြီဆိုလို့ရှိရင်ကျွန်တော်စိတ်ကအရန်ကိုမှကြည်လင်နေတဲ့အချိန်လည်းဖြစ်တယ်เนาะအဲ့ဒီအချိန်မှာကျွန်တော်အာကစားတစ်ခုเนาะဒါမှမဟုတ်ကျွန်တော်ပြေးတာတို့ပေါ့เนาะဒါလမ်းလျှောက်အပြင်လမ်းမှာကျွန်တော်လမ်းလျှောက်တာတို့เนาะဒီလိုမျိုးတွေကျွန်တော်လုပ်လို့ရတယ်အဲ့တော့နံပါတ်1ဆက်အနေနဲ့မိနစ်20ကိုကျွန်တော်အဲ့လိုမျိုးကျွန်တော်လေ့ကျင့်ခန်းတစ်ခုကိုကျွန်တော်လုပ်သွားရမှာဖြစ်တယ်เนาะကျွန်တော်ကိုယ်တိုင်လည်းလေ့ကျင့်ခန်းကျွန်တော်လုပ်တဲ့အခါမှာမလုပ်တဲ့မနဲ့စောမလုပ်တဲ့ရက်နဲ့နော်မလက်စောမလုပ်တဲ့ရက်နဲ့ဒီလုပ်တဲ့ရက်ကဆိုရင်ရလက်ကအရန်ကိုမှမတူဘူးဗျဘာတွေကွာရှားနေလဲဆိုလို့ရှင်ဟလာလေ့ကျင့်ခန်းမလုပ်ရတဲ့ရက်တွေဆိုလို့ရှင်စိတ်ကအကြီးလင်းမရှိဘူးအလုပ်တွေလည်းကျွန်တော်လုပ်ရတဲ့အခါမှာအရေးသွေးမကောင်းဘူးအလုပ်ကောင်းကျွန်တော်မလုပ်နိုင်ဘူးဖြစ်တယ်အဲ့တော့နံပါတ်1ချက်အနေနဲ့တနာရီရဲ့မိနစ်20ကိုကျွန်တော်လေ့ကျင့်ခန်းတွေကျွန်တော်လုပ်သွားရမှာဖြစ်တယ်ခင်ဗျာနော်နံပါတ်2ချက်ကတော့ကျွန်တော်တရားထိုင်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဟလာဒီတရားထိုင်ခြင်းရဲ့အကျိုးကျေးဇူးကဘာတွေလဲဆိုလို့ရှိရင်တော့เนาะကျွန်တော်တနေ့ကုန်စိတ်ကိုကြည်လင်လန်းဆန်းနဲ့ကျွန်တော်ဖြစ်စေတယ်စိတ်ရဲ့ကျွန်တော်အနှောက်အယှက်ပေါ့เนาะအနှောက်အယှက်တွေကျွန်တော်မရှိစေဘူးเนาะစိတ်ရဲ့အကြည်ဓာတ်ပေါ့เนาะစိတ်ရဲ့အကြည်ဓာတ်ကိုရရှိစေတာဖြစ်တယ်အဲ့တော့ကျွန်တော်မနက်စောရဲ့မိနစ်20ကိုတရားထိုင်ခြင်းနဲ့ကျွန်တော်ကုန်ဆုံးရမှာဖြစ်တယ်နောက်ထပ်ကျွန်တော်မိနစ်20ကတော့ကျွန်တော်ဘာလုပ်ရမှာလဲဆိုလို့ရှိရင်ကျွန်တော်ကိုယ်အုံနောက်ကစောနာတော်ကကျွန်တော်လေ့ကျင့်ခန်းတွေလုပ်တယ်ပြီးလို့ရှိရင်တရားထိုင်တယ်အဲ့လိုထိုင်ပြီးတဲ့အခါမှာကိုယ်အုံနောက်ကဘယ်လိုမျိုးဖြစ်လာလဲဆိုတာကျွန်တော်စမ်းသပ်တဲ့အနေနဲ့အလုပ်တစ်ခုကျွန်တော်ခိုင်းရမယ်ကိုယ်အုံနောက်เนาะဥပမာကျွန်တော်ကိုယ်နဲ့နေကရှိတာဆိုလို့ရှိရင်ဥပမာစာဖတ်လို့ရတယ်စာရဲ့စာတစ်ပိုင်းနှစ်ပိုင်းလောက်ပေါ့နော်ကျွန်တော်စာဖတ်မယ်စာဖတ်လို့ရတာဖြစ်တယ်စာမဖတ်ချင်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အလုပ်တစ်ခုပေါ့နော်ဒါ online မှာဆိုလို့ရှိရင်လည်းမနေ့စောမှာကိုဘာစဉ်းစားမလဲပေါ့နော်ကိုနောက်နေ့မှာvideo content ဘယ်လိုဖန်တီးမလဲဘယ်လိုမျိုး video ကိုဖန်တီးလို့ရမလဲဒါလေးတွေကျွန်တော်စဉ်းစားလို့ရတယ်နော်စာအုပ်လေးတွေဖတ်လို့ရတယ်ဒါမှမဟုတ်လည်းအဲ့ဒီစာအုပ်ထဲကအကြောင်းရင်းတွေကိုကျွန်တော်ဖတ်ပြီးတော့ကိုယ့်ရဲ့ content တစ်ခုဘယ်လိုမျိုးဖန်တီးမလဲเนาะဒီလိုမျိုးတွေကျွန်တော်လေ့လာလို့ရတာဖြစ်တယ်ဒါလေးတွေကျွန်တော်ကိုယ်အုံနောက်ကိုခိုင်းရမှာဖြစ်တယ်เนาะအဲ့မိနစ်20ကိုအုံနောက်ကိုအလုပ်ခိုင်းအဲ့ဒီအချက်3ချက်ကိုမိတ်ဆွေတို့က
တနေ့ကိုတနာရီပေးပြီးတော့နေ့တိုင်းကျွန်တော်လှုပ်သွားမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်အများကြီးပြောင်းလဲလာမှာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းစပြီးတော့ဒီအချက်ကိုကျွန်တော်ကျင့်သုံးတဲ့အခါမှာဆိုလို့ရှိရင်ပြင်းတယ်လို့ဖြစ်တယ်မလှုပ်ရှင်ဘူးပေါ့နော်မနေ့စော်ကြီးလောက်ရတာပြင်းတယ်မလှုပ်ရှင်အဲ့လိုမျိုးတွေတော့ဖြစ်တယ်เนาะဒါပေမဲ့နောက်ပိုင်းဒါကဒီလိုမျိုးဖြစ်တယ်ဆိုတာဘာကြောင့်လဲဆိုလို့ရှိရင်ဒီရဲ့အချက်တွေနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ကအသားမကျသေးတာကြောင့်ဖြစ်တယ်ဟိုလက်မခံနိုင်သေးတာပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ကဒါလက်မခံနိုင်သေးတာအဲ့လိုမျိုးရှင်နေကြောင့်ဖြစ်တယ်နောက်ပိုင်းကြလို့ရှိရင်တော့မိတ်ဆွေတို့အဆင်ပြေလာမယ်အဆင်ပြေလာပြီဆိုလို့ရှိရင်နေ့တိုင်းမှာတမူထူးခြားတဲ့အလုပ်စွမ်းဆောင်ရည်တွေကိုရရှိလာမယ်ဆိုတာကျွန်တော်ရေးကြီးပြောရတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ဒီအချက်၃ချက်ကိုအသုံးပြုပြီးတော့တနေ့တာရဲ့တနာရီအချိန်လေးပဲအသုံးပြုပြီးတော့တနေ့ကုန်လုပ်ရမယ့်အလုပ်တွေကိုစွမ်းဆောင်ရည်ကောင်းအောင်ကျွန်တော်လုပ်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုကနေအကျိုးတစုံတရာရလိုက်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲဘိုင်